မင်္ဂလာပါရှင်ဒီတစ်ပတ် Week 20ဒုတိယမြောက်ပွဲစဉ်တစ်ပွဲကတော့တစ္ဆာအာမန်အသင်းနဲ့ ISP အသင်းတို့ပွဲစဉ်ပဲဖြစ်ပါတယ်ဒီပွဲစဉ်ကို March 4ရက်ညနေ3နာရီခွဲတိဟဒီပါကွဲမှာကျင်းပမှာဖြစ်ပြီးတော့အရင်ဆုံးကိုပူပူမင်းကစတင်သုံးသပ်ပေးပါအောင်ရှင်ဟုတ်ကဲ့ပါဒါတစ္ဆာအာမန်အသင်းတွေကတော့တော့ကြာရင်နောက်ထပ်ခက်ခဲတဲ့ပွဲစဉ်တစ်ပွဲကစောင့်ကြိုနေရလို့ပဲပြောရမယ်ဘာကြောင့်လဲဆိုလို့ရှိရင်တို့အသင်းကလက်ရှိမှာအမတ်ပစ္စည်းအဆင့်10နေရာမှာဒါရမှတ်18မှတ်နဲ့တမ်မစင်းရကိုလောလောဆယ်ရုံးကန်နေရတဲ့အသင်းဖြစ်နေတယ်ဒီလိုဖြစ်သွားတဲ့အကြောင်းရင်းလည်းပြီးခဲ့တဲ့ဒီတကုံပေါ်နဲ့ရမညယူနေတဲ့အသင်းနဲ့ပွဲစဉ်မှာတကုံပေါ်ကရမညယူနေတဲ့အသင်းကိုနိုင်လဲတဲ့အခါကျတော့တခြားအသင်းတွေအတွက်ပါဒါလှုပ်လှုပ်ခက်ခက်ဖြစ်သွားတဲ့အနေအထားတခုပြောလို့ရပါတယ်ပြီးခဲ့တဲ့ပွဲစဉ်မှာလည်းတစ္ဆာအာမန်အသင်းကဒီအမတ်လိုနေတဲ့အခါကျတော့ AR United အသင်းကိုသူတို့က PPCC နဲ့ဒီစပွဲစကလေးတိုက်စစ်မှာကစားသမားမင်းမော်ဦးဒါဆုံးမျိုးစောပြည်စုံအောင်တော့အကုန်လုံးလူစုံထည့်ပြီးတော့ကျတော့ PPC နဲ့ကိုရဖို့ကစားခဲ့တယ်ဒါပေမဲ့ပြန်ပဲ AR United အသင်းရဲ့ကစားပုံကလည်းကောင်းနေတဲ့အခါကျတော့သူတို့မှလည်းသွားကျင်နိုင်မရခဲ့ဘူးလှုပ်ချင်နိုင်မဖြစ်ခဲ့ဘူးပေါ့နော်ဆိုတော့ပွဲပြီးမှကိုမရှိသေးရလန်တာပြီးဆုံးခဲ့တယ်ဒါပေမဲ့ ISB အသင်းကိုကြည့်မယ်ဆိုလို့ရှိရင်တော့ ISB အသင်းက Shine United အသင်းကိုဘယ်လိုမှမရှင်းနိုင်မင်းနဲ့ဒါ6-9 တကူဆိုတဲ့ရလန်နဲ့ပြပတတာအရေးနှိမ့်ထားခဲ့တာသွားပြီးတော့တွေ့ရတယ်ဒါပေမဲ့တခုရှိတာကဒီနေ့တင်းရဲ့ထိတဲ့တူစုမှုကြည့်မယ်ဆိုရှင်ပထမအကြောမှာ ISB ရ3-2ဆိုတဲ့ရလနဲ့အနိုင်ရခဲ့တယ်အဲ့ဒီမှာစန္ဒနိုင်ကောင်းမြတ်ငိမ့်စောစီကပေါ်စီစတဲ့ကစားသမားတွေကနေရာဆုံးကစားသမားတွေကကိုရီးယားခဲ့ပြီးတော့ကြတော့မတူညီတဲ့ကစားသမားတွေကကိုရီးယားခဲ့ပြီးတော့ဒါတစ္ဆာအမှန်အသင်းတွေကတော့စောမျိုးစောကနေပြီးတော့2ခုတုံငယ်ထားသွားပြီးတော့တွေ့ရတယ်ဒီမှာလဲစောမျိုးစောကဒီကိုသွင်းပြင်စုရဖို့အတွက်ရေပန်းစားနေတဲ့ကစားသမားဖြစ်တယ်လို့ပဲဒီလက်ရှိမှာလဲသူ့အတွက်ကရာကို73ခုရနေဆိုတဲ့အခါကျတော့ကိုသွင်းပြင်စုရဖို့သူ3ခုလိုရတယ်လို့အသင်းတမ်မစင်းရဖို့အတွက်ကလည်းနိုင်ပွဲလိုအပ်နေတယ်ဆိုတဲ့အခါကျတော့စောမျိုးစောဒါအသင်းကိုကူညီနိုင်မလားဒါမှမဟုတ် ISB အသင်းကလိုပဲ ISB အသင်းကပဲဒီပထမအကြောကလိုပဲဆက်ပြီးတော့နိုင်ပွဲဆက်အောင်မလားဆိုတာတော့ကျွန်တော်အနေနဲ့တော့ဆက်လက်စောင့်ကြည့်ချင်ပါတယ်ခင်ဗျကိုတောက်ကြတဲ့ဒီပွဲပေါ်မြေတော့တက်ပြီးပါဟုတ်ကဲ့ပါတော့ဘူဝင်းတော့တက်လို့ပေါ့နော်တစ္ဆာမှန်ပြီးခဲ့တော့မှာ AR နဲ့တည်ကြခဲ့တယ်ဒီကုံပေါ်ကနိုင်လိုက်တာဖြစ်တဲ့အတွက်တတ်မှတ်ပဲခေါ်ရတယ်ဟုတ်ပါလေချရတဲ့အနေအထားမျိုးဖြစ်သွားပြီပေါ့နော်တစ္ဆာမှန်နဲ့ AR ပွဲကိုကျွန်တော်ကြည့်နေဟဲ့ဆိုရင် AR ကပထမပိုင်းကောင်းပြီးတော့ဒုတိယပိုင်းကျတော့တစ္ဆာမှန်ပိုကောင်းတယ်သူတို့တစ်လက်စီများကစားနေသလားတော့ကျွန်တော်တို့ထင်ရတယ်ပေါ့နော်ဒါကအာသာအနေနဲ့ပြောတာပါတယောက်တစ်လက်ကစားနေသလားပေါ့နော်ဘယ်လိုပဲဖြစ်တစ္ဆာမှန်ကဒီ ISB နဲ့ပြီးရင်ဒဂုံစတာရာမညာနဲ့ထပ်တွေ့ရအောင်ဆိုတော့ပွဲကတော့ရာမညာနဲ့ပွဲကတော့6တယ်လို့တော့ပြောလို့ရတယ်ဒီနှစ်ပွဲကတော့ဒါမချောင်ဘူးပေါ့နော်အဲ့လိုနေထားမျိုးတော့ရှိတယ်တစ္ဆာမှန်တင်းနေနဲ့ခုစားမှန် ISB တင်းပါဝင်ဒါလက်ကျန်ပွဲတွေအကုန်လုံးအမှတ်ရမှာသူတွေနဲ့စိတ်ချတယ်ပေါ့နော် ISB တင်းကလည်းဒါဇွန်လပြီးရှိပွဲမှာကျွန်တော်ပြောခဲ့သလိုပဲမဟာယူနိုက်တက်တင်းလိုပဲသူအနေနဲ့လည်း1 to 5တွင်ဝင်နိုင်ချေရှိတယ်စူးစမ်းမယ်ဟဲ့ဆိုရင်သူရဲ့လက်ကျန်ပွဲတွေကိုကျွန်တော်အနေနဲ့ကြည့်မယ်ဟဲ့ဆိုရင်လည်းလက်ကျန်ပွဲတွေမှာလည်းဒါတစ္ဆာမှန်နဲ့ပြီးရင်တကုံပေါ့ရခိုင်ယူနိုက်တက်အဲ့တော့မတိမ်မင်းတင်းနေတယ်ကြီးပဲတွေ့ပါတကယ်ကိုကအာယုံစူးစိုက်မှုအပြည့်နဲ့စူးစမ်းမယ်အနိုင်3မှတ်စီလည်းရမယ်ဟဲ့ဆိုရင်သူကတော့ဒါဘယ်လိုပြောမလဲ9တွင်းဝင်သွားနိုင်တယ်4တို့5တို့တောင်ဖြစ်သွားနိုင်တဲ့အနေထားရှိတယ်ပေါ့နော်ဘာလို့လဲဆိုတော့အဆင့်4နေရာကလက်ရှိအဆင့်4မှာရက်တည်နေတဲ့ဟန်တာတွေအသင်းကရန်ကုန်နဲ့လည်းကစားအောင်ပဲရှမ်းနဲ့လည်းကစားအောင်ပဲပွဲချက်နေတယ်ပေါ့နော်အဲ့တော့သူ့အနေနဲ့ဒီမတိမ်မင်းအနေနဲ့မတိမ်မင်းကိုနဲ့မတိမ်မင်းအသင်းအနေနဲ့တွေ့တဲ့ချိန်မှာအခွင့်အရေးယူထားနိုင်မယ်ဟဲ့ဆိုရင်သူကတော့တော်တော်လေး1 to 5ဝင်ဖို့တော်တော်လေးအနေထားကောင်းတယ်လို့ကျွန်တော်အနေနဲ့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ဘယ်လိုပဲဖြစ်ချုံပြောရမယ်ဆိုရင်တကုံပေါ့အသင်းရဲ့ PR ပေးခြင်းခံနေရတဲ့သစ္စာအမှန်အသင်းအမှတ်ရဖို့ဒီပွဲမှာစူးစမ်းမှာပဲလာတူပဲ1 to 5ဝင်ဖို့စူးစမ်းနေတဲ့ ISP တင်ရတယ်ဒီပွဲမှာအမှတ်ရအောင်စူးစမ်းမှာပဲပထမအကြောကလိုမျိုးပဲပြန်လည်ကိုတွေမြင်ရမယ်ပထမကြောကတက်ပူကြည့်ကောင်းတဲ့ပွဲတစ်ကောင်းတဲ့ပွဲကိုကျွန်တော်မြင်ရမယ်လို့ကျွန်တော်ထင်ပါတယ်ဗျဟုတ်ကဲ့ပါမြန်မာ National League ကျူးချန်နယ်ကနေတိုက်ရိုက်ပြသမယ်တစ္ဆာအာမန်တင်နဲ့ ISB အသင်းတို့ပွဲစဉ်ကို March 4ရက်ညနေ3နာရီခွဲတိဟဒီပါကွယ်မှာကျင်းပမှာဖြစ်ပါတယ်စောင့်မျှော်အားပေးကြဖို့ဖိတ်ခေါ်ပါရရှင်